မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဒီကနေ့ဆရာက2025ခုနှစ်မေလအတွက်တနင်္လာသားသမီးမိတ်ဆွေတွေအတွက်တလစာရှောင်းရံဆောင်ရံအတွက်ကညမဟောစရန်ကိုဟောကြားပေးမှာဖြစ်တဲ့အတွက်တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးအဆဆရရအစဉ်ပြေအောင်မြင်ကြပါစေကြောင်းနဲ့ဘယ်ကနေကြည့်နေရလဲဆိုတာဆရာကကောမန့်လေးရေးပြီးသွားကြပါခင်ဗျဒီ2025ခုနှစ်မေလအတွင်းမှာတနင်္လာသားသမီးမိတ်ဆွေတို့ရဲ့တလစာကညမလက်ရှိစိတ်ထဲမှာမိတ်ဆွေတို့အနေနဲ့ဘာကိုလုပ်ရင်ကောင်းမလဲဒါကိုပဲလုပ်ရင်ကောင်းမလားဟိုဘာကိုပဲလုပ်ရင်ကောင်းမလားဆိုပြီးဆုံးဖြတ်ချက်နှစ်ခွစိတ်နှစ်ခုဖြစ်နေတယ်ဒါကိုလည်းလုပ်ရှင်တယ်ဒါပေမဲ့ဟိုဘက်ကလည်းလက်မလွတ်ရှင်တာမျိုးဟိုဟာကိုလည်းလုပ်ရှင်တယ်ဒါကိုလည်းလက်လွတ်ရန်အတွက်အစင်မပြေနေတာမျိုးဆိုပြီးတော့စိတ်နှစ်ခွဖြစ်နေတတ်တော့လာဖြစ်တဲ့အတွက်မိတ်ဆွေတို့တွေနဲ့တည်တည်ချာချာစဉ်းစားတွေးခေါ်ပြီးတော့မိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုဆုံးဖြတ်ဆောင်ရွက်ရန်လိုအပ်တော့လာဖြစ်ပါတယ်ဒီလတာအတွင်းမှာမိတ်ဆွေတနင်္လာသားသမီးမိတ်ဆွေတွေဟာအစိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေကံဟာထင်ပေါ်ခြင်းကြော်စောခြင်းဂုံတရင်ကြီးခြင်းတွေစောင့်နေတော့လှဖြစ်တဲ့အတွက်လုပ်ငန်းကိစ္စအလုပ်ကိစ္စဗကြီးကိစ္စဗပုကိစ္စအမှုပညာဆိုရှယ်မီဒီယာနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုင်းဘုတ်အမိပေးတာတွေဆိုင်းဘုတ်တင်တာမျိုးလေးတွေထင်ပေါ်ကြော်စောမှုနဲ့ပတ်သက်တာလေးတွေအမှုပညာဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့တိုးရှဲလှုပ်ဆောင်လို့တဲ့မိတ်ဆွေများဆိုင်အမိပေးခြင်းဆိုင်းဘုတ်အမိပေးခြင်းအဆရှိတဲ့အခါယူတာမျိုးအိမ်အောင်ပြခြင်းစိတ်ဆက်ခြင်းမင်္ဂလာဆောင်ခြင်းအဆရှိသောအရာမျိုးလေးတွေကိုပြုလုပ်ရင်အားသာခြင်းကောင်းမွန်ခြင်းနဲ့ဂုံတရင်ကြီးစင်းတွေကိုကြုံရတတ်တဲ့အတွက်မိတ်ဆွေတနင်္လာသားသမီးဟာထင်ပေါ်ကြော်စောမှုပတ်မှာတော့အားသာနေတော့လာဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေများခင်ဗျာလိန်နဲ့ပတ်သက်တော့ကျမ်းမာရေးလေးတွေအထူးသဖြင့်ဝမ်းပြက်ဝမ်းချောတာမျိုးလေးတွေနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးညံ့တာမျိုးငကိုကလိန်နဲ့ပတ်သက်ပြီးလေအောင်တာမျိုးအစာရည်နဲ့ပတ်သက်ပြီးတော့ရှိတဲ့မိတ်ဆွေများဟိုကတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တတိထားစီနေရန်အတွက်လိုအပ်တော့လာဖြစ်ပါတယ်ခင်ဗျာအလုတ်ကိုင်နဲ့ပတ်သက်ရင်တော့တနင်္လာသားသမီးမိတ်ဆွေတွေဟာဒီကာလအတော်တွင်မှာမိတ်ဆွေတို့မှာကိုမှရှိတာကငွေ200ဘာဝန်းကျင်မှာရှိတာကငွေမြင်တာကငွေ2000ဆိုပြီးတော့ပတ်စံချီခြင်းမျိုးလေးတွေအထင်ကြီးခြင်းမျိုးလေးတွေကြုံရတတ်တော့လာဖြစ်တဲ့အတွက်တော့ကြွားဝါတတ်တဲ့တနင်္လာသားသမီးများဟိုကောင်းတယ်ဒါပေမဲ့ချီငါတတ်တဲ့သူအာနာမဲ့တနင်္လာသားသမီးများအတွက်ကတော့ကြွားဝါခြင်းဝိပြခြင်းစင်ရင်ချင်းတွေမှာဆိုရင်တော့တတိထားပါဘာလို့လဲဆိုတော့ပတ်စံရှိတာမျိုးအာနာလို့ခါပါတတ်တော့လာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ရှိတာကိုရွှေ့ချမ်းရွှေတနဲ့လှုပ်ဆောင်တာကပုံမူကောင်းမွန်သောကာလဖြစ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်လာရင်အလုပ်ပြိုင်လုပ်ငန်းပြိုင်တွေပေါ်လာတတ်တယ်ကိုကဒါကိုလုပ်ရင်ကိုနောက်ကိုဒါကိုလိုက်လုပ်တဲ့သူမျိုးတွေကြုံရတာမျိုးလုပ်ငန်းနဲ့ပတ်သက်ရင်ဒါကိုလုပ်လို့မယ်ဆိုရင်ဒီလိုအရာမျိုးတွေကိုကိုနဲ့အပြိုင်ဆိုင်လိုက်ပြိုင်တာမျိုးတွေကြုံရတတ်တယ်ယာရုလုပ်ငန်းနေရာထိုင်ခင်းထံကိုလိုက်နဲ့ပတ်သက်ပြီးတော့အပြိုင်ဆိုင်တွေမိမိကိုလိုက်ပြိုင်နေတဲ့သူတွေနဲ့ကြုံရတတ်တော့လဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာလုပ်ငန်းပြရာထူးပြနေနဲ့ပတ်သက်ပြီးတော့အပြိုင်ဆိုင်တိုက်ခိုက်တွေကြားကတိုးထွက်ရုန်းကန်ထွက်ဖို့လိုအပ်ပါတယ်မကောင်းတဲ့အတတ်ပညာတွေလော်ကီအစီရင်နေတဲ့ပြူစားခြင်းတိုက်ခိုက်ခြင်းမျိုးတွေကြုံရတတ်တဲ့အတွက်သတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်ခရီးသွားလိုတဲ့မိတ်ဆွေများနေရာထိုင်ခင်းအပြောင်းလဲလှုပ်ဆိုဆောက်လို့တဲ့တနင်္လာသားသမီးများရဲရဲကြီးရှေ့တို့ဆောက်ရလှုပ်ဆောင်မှာမိတ်ဆွေဟာဒါကိုလုပ်ရင်လည်းအစင်မပြေဟိုဟာကိုလုပ်ရင်လည်းအစင်မပြေဖြစ်နေတာမျိုးထက်နေရာကအရွှေအလျားအပြောင်းလဲနဲ့လှုပ်ရှားလုပ်ငန်းတွေမှာအကျိုးပေးပါတယ်ခရီးသွားဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးအပြောင်းလဲလှုပ်ဆောင်လို့တဲ့မိတ်ဆွေများယာရုတက်လို့တဲ့မိတ်ဆွေများဒီကာလဟာမိတ်ဆွေတို့ရဲ့ကံဟာတိုးတက်မှုတွေရရှိတတ်တဲ့အတွက်ယာရုနေရာအပြောင်းလဲနဲ့ပတ်သက်လို့လှုပ်ဆောင်လို့ကောင်းပါတယ်ခရီးသွားဆိုင်ရာလုပ်ငန်းတွေရင်ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့သွားလာရတဲ့လုပ်ငန်းတွေပြောဆိုဆောင်ရွက်ရတဲ့လုပ်ငန်းတွေမှာအားသာကောင်းမွန်တော့လာဖြစ်ပါတယ်အထည်အလိပ်လုပ်ငန်းတွေအကျိုးပေးပါတယ်တီဖနက် online social media နဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်အများနဲ့ပတ်သက်တာတွေအဖွဲ့အစည်းနဲ့ပတ်သက်တာတွေအကျိုးပေးသလိုလုပ်ငန်းသစ်လှုပ်ဆောင်လို့တဲ့မိတ်ဆွေများဖို့ကတော့ရဲရဲကြီးရှေ့တို့ဆောင်ရွက်လှုပ်ဆောင်ပြီးအားသာခြင်းတိုးတက်ခြင်းတွေကောင်းမွန်ခြင်းတွေကြုံရနိုင်တယ်သားသမီးကိစ္စတွေဆွေမျိုးသားချင်းကိစ္စတွေကြောင့်ခရီးသွားရတာမျိုးလေးတွေငကိုကသားသမီးနဲ့ပတ်သက်လို့မိသားစုနဲ့ပတ်သက်လို့အိမ်တွင်းရေးနဲ့ပတ်သက်လို့ဝေးကွာနေသူများပြန်လဲစုံစည်းရတာမျိုးတွေပြန်လဲသိမြတ်အောင်စူးစမ်းတင်တော့လာဖြစ်ပါတယ်မိသားစုထဲမှာညီကိုမောင်နှမဆွေမျိုးသားချင်းတွေထဲမှာအမွေကိစ္စအမှုကိစ္စတွေသို့မဟုတ်တဦးနဲ့တယောက်နဲ့တယောက်နားလည်မှုလွဲနေတဲ့ကိစ္စတွေမှာကိုကဖြည့်ချင်းရင်အားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်ခရီးထိုးမထင်မှတ်ဖဲနဲ့ခရီးသွားကိစ္စလေးတွေပေါ်လာတာမျိုးတွေခရီးထွက်ရတာမျိုးတွေအကျိုးပြုပြီးတော့ကံကောင်းစေတော့လာဖြစ်ပါတယ်ဒါအပြင်အကျိုးပေးသောလုပ်ငန်းများအနေနဲ့ဆိုဒီလတာတော့တွေမှာကွန်ပျူတာတို့ကြောက်သေးတို့တွင်းထွက်ပစ္စည်းတို့ဓာတ်ဆီဒီဇယ်တို့အထည်အလိပ်ပစ္စည်းတို့တီဖနန် online social media နဲ့ပတ်သက်သောလုပ်ငန်းတွေတို့အများနဲ့ပတ်သက်တာတွေအိမ်တွင်းရေးဆိုင်ရာလုပ်ငန်းတွေတို့လက်မှုဆိုင်ရာလုပ်ငန်းတွေတို့အကျိုးပေးပါတယ်စားတောက်ကုန်လုပ်ငန်းတွေရှန်ထွက်သီးနှံတွေအိမ်ဆိုင်နဲ့ပတ်သက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စတင်လှုပ်ဆောင်မှုအတွက်အကျိုးပေးပါတယ်
တို့ပြင်မိတ်ဆွေတို့နေနဲ့စာချုပ်စာတမ်းကိစ္စလေးတွေငွေကြီးနဲ့ပတ်သက်ပြီးပြောဆိုတဲ့ကိစ္စတွေငွေကြီးတွေတောင်းတာမျိုးလက်လွန်ထားတဲ့ငွေကြီးတွေမှာပြန်လဲတောင်းဆိုတာမျိုးလေးတွေတပည့်လက်သားသာသမီကိစ္စလေးတွေဆောင်ရွက်တဲ့အခါမျိုးလေးတွေမှာအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်ပါတယ်စံစီစေးစားစက်ပစ္စည်းနဲ့ပတ်သက်တာမျိုးလေးတွေအကျိုးပေးပါတယ်ထို့အပြင်စာချုပ်လုပ်ငန်းတွေစာချုပ်ဆိုင်ရာလုပ်ငန်းတွေစာချုပ်စာတမ်းကိစ္စတွေမှာဒီကာလအတော်တွေမှာပြောဆိုဆောင်ရွက်ရင်အားသာခြင်းနဲ့ကောင်းမွန်ခြင်းတွေရရှိပါလိမ့်မယ်ခင်ဗျမမိုးရဲ့မမိုးခဏလောက်ရော9396ဖုန်းခေါ်လာလို့မိုက်တင်နေတယ် sorry နော်ဆက်ပြောပြမယ်နော် wifi ကဖုန်းပြီးပတ်ကစ်ဆောင်လိုက်တယ် wifi တက်မလာလို့ဆရာညှော်တယ်ကောင်းပြီဆိုတော့မိတ်ဆွေတို့နေဒီလတာတော်တွေမှာဆိုရင်စားသောက်ကုန်ဆိုင်ရာလုပ်ငန်းတွေစံစီစေးစားစက်ပစ္စည်းနဲ့ပတ်သက်တာတွေစူပေါင်းဆောင်ရတဲ့လုပ်ငန်းတွေစက်ကူလုပ်ငန်းတွေအကျိုးပြုအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပါတယ်ပကြီးပပုဘေးရင်ဘေးရစံကြံတရုပ်ဆောင်တဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာရှေ့တိုးဆောင်ရရင်အောင်မြင်ခြင်းတိုးတက်ခြင်းနဲ့ကံကောင်းခြင်းတွေကိုရရှိစေမယ်လားဖြစ်တာအသေးကြပဲဖြစ်တယ်ခရီးသွားဆိုင်ရာလုပ်ငန်းတွေမှာလည်းရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ကောင်းပြီးတော့ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာရုတိုးဖို့ယာရုတက်ဖို့အတွက်အခွင့်အလမ်းကောင်းကြီးတွေရရှိလာပြီးတဲ့အခါမိမိတို့ရဲ့ပဋ္ဌာန်းဆက်ပုဂ္ဂိုလ်ဇက်တွေအကူအညီတွေညီကိုမောင်နှမတွေရဲ့အဆက်အသွယ်အထောက်အကူတွေများစွာရရှိတတ်သောလာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာငွေကြေးဆိုင်ရာအစုရှယ်ယာလုပ်ငန်းတွေမှာလည်းရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာတိုးတက်နိုင်သောလာဖြစ်ပါတယ်တတိထားဆင်ញင်ရမှာကတော့အလှကုန်လေးနဲ့ပတ်သက်သောလုပ်ငန်းတွေတတိထားဆင်ញင်ပြီးပါရေထွက်ကုန်ပစ္စည်းတွေရေလမ်းရောက်နဲ့ပတ်သက်တာတွေတတိထားဆင်ញင်ပြီးပါရွှေဝင်တာမကောင်းပါဘူးလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်အထက်လူကြီးအကြီးအကဲအမျိုးသမီးတွေရဲ့မနိုလနာလိုဒါမျိုးဖိအားပေးတာမျိုးလေးအပြောဆိုနားလည်မှုလွဲတာမျိုးလေးကြုံရတတ်တဲ့အတွက်တော့တတိထားဆင်ញင်ပေးဖို့လိုအပ်သောလာဖြစ်ပါတယ်အသက်60အထက်အသက်ကြီးသူတနင်္လာသားသမီးမိတ်ဆွေများလေဖြတ်တာမျိုးလေဖြန်းတာမျိုးလေးတွေနဲ့ပတ်သက်ပြီးတော့တတိထားဆင်ញင်ရအတွက်လိုအပ်တော့ကြအောင်အခုလိုပူနေတဲ့ကာလကြီးမှာလေပန်ကားတွေဖွင့်ပြီးအိတ်တာမျိုးလေးတွေတော့တတိထားဆင်ញင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေလူငယ်တွေအရှိကြီးမှာတော့မေတ္တာဆန်းအခြေကံအားကောင်းနေသောလဖြစ်တဲ့အတွက်ချစ်တော်မြန်လို့သောသူကိုရဲရဲကြီးပြောဆိုဖွင့်ပြောလိုက်ပါရရှိပါလိမ့်မယ်။ရီးစားလဲရအိမ်ထောင်လဲကြဖြစ်တတ်တဲ့အတွက်စုပ်ကောလက်ကောဝင်တတ်သောလာဖြစ်တဲ့အတွက်မေတ္တာကြီးမှာတော့ရွှေ့ချံရွှေ့တာပြီးတုံဆိုင်နေရင်နောက်လူနာပါသွားနိုင်တဲ့အတွက်ရဲရဲကြီးဖွင့်ပြောလိုက်ပါမင်္ဂလာရက်တော်ဆရာငယ်နာလာရွေးပေါ့ကောင်းပြီအိမ်ထောင်ကြီးနဲ့ပတ်သက်လာရင်တော့အိမ်ထောင်ဘက်ရဲ့စိတ်တော်ကပေးမှုလေးတွေအိမ်ထောင်ဘက်ရဲ့ဆွမ်းနာလို့ပေါ့ခေါင်းမာမှုလေးတွေကိုကဒါဆိုရင်အိမ်တော်ဘက်ကဒါဖြစ်နေတာမျိုးလေးကြောင့်အပြိုင်ဆိုင်လေးတွေမှာတယောက်ကဒါဆိုတယောက်ကဟိုဟာဆိုပြီးတော့အပြိုင်ဆိုင်ဖြစ်ရတာမျိုးအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့မိမိအိမ်တော်ဘက်နဲ့မိမိနဲ့ကြားထဲမှာမေတ္တာကြီးတွေးအေးတာမျိုးအားနေတာမျိုးလေးတွေဒုက္ခအိမ်တော်ကြီးဒုက္ခကိုမရဘဲနဲ့တောကတွေများနေတတ်တော်လားဖြစ်တဲ့အတွက်အိမ်တော်ကြီးကိစ္စတွေမှာတော့ဝေးနေတာပဲကောင်းပါတယ်လေးဆိုတဲ့အတိုင်းပဲတယောက်နဲ့တယောက်ခွဲခွာနေတော့မိတ်ဆွေများဖို့ကတော့ပြန်ဆုံရန်အတွက်နီးစက်ရတာသတင်းတော့ကြားနိုင်တယ်အဆက်အသွယ်ရနိုင်တယ်သို့တော့အတူတူစူးစမ်းဆောင်ရွက်ဖို့နီးစက်ဖို့အတွက်တော့နည်းနည်းလေးသတိပြုဆင်ခြင်ရအတွက်လိုအပ်ပါတယ်သားသမီးရရှိတတ်ပါတယ်သားသမီးရဖို့အတွက်လည်းတကိုးကြီးတဲ့ဖရားတွေမှာဆူတောင်းတာမျိုးလေးတွေကသားသမီးရရှိနိုင်ပါတယ်အကျိုးပေးစေသောလဖြစ်တဲ့အတွက်ပြုလုပ်လို့ကောင်းပါတယ်မိတ်ဆွေတို့ဒီလတာတော့တွင်မှာဆိုရင်ငွေကြီးနဲ့ပတ်သက်ရင်ငွေကြီးကံဟာလုံးငနေရင်ကနေဝင်လာတာမျိုးတွေသားရွှေအိုးထမ်းလာတယ်လို့ရတနာဘိုစိုက်ကင်းနဲ့စိုက်တယ်လို့ငွေကြီးကံကောင်းပါလိမ့်မယ်ဒါပေမဲ့1389မှာတနင်္လာတွေဟာပုတ်တိအိမ်ကိုလာတည်တဲ့အတွက်တော့လုပ်ငန်းတစ်ခုကိုနှစ်ကြိမ်ပြန်လုပ်ရတာမျိုး rapid test ပြန်လုပ်ဖို့လိုအပ်တဲ့အတွက်တစ်ခါတည်းလုပ်ရတဲ့မိတ်ဆွေများတစ်ခါတည်းပြီးကျင်တဲ့မိတ်ဆွေများဟိုကတော့နှစ်ခါပြန်လုပ်ရတဲ့အတွက်နမောနမဲ့နိုင်တာမျိုးလေးတွေနှစ်ခါပြန်လုပ်ရတာမျိုးကိုစိတ်တိုင်းမကြအားမရတာမျိုးလေးရတော့ဘလောက်ပဲစူးစမ်းတစ်နှစ်တာလုံးမှပေါ်နေမဲ့နှစ်ဖြစ်တာကိုလည်းထပ်လောင်းသတိပေးလိုက်ပါရစေအကျိုးပေးသောအယောင်အနေနဲ့ဆိုရင်ဒီလတာတော့ဒီမှာမိုးပြရောင်အစိမ်းရောင်ခရမ်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့အကျိုးပေးသောကဏ္ဍအနေနဲ့9ကဏ္ဍ9ကဏ္ဍ10ကဏ္ဍဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်အကျိုးပေးသောအရက်ဟာအနောက်ရက်ဖြစ်ပြီးတော့စန္ဒီယာအရက်ကတော့အရှိတောင်အရက်ဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အဆဆရရမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေရောင်းအတွက်အယောင်းထက်စေဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုနော်ဆွမ်းနာလို့ပေါ့ကြံညွန်လေးနှစ်ညွန်နဲ့သို့မဟုတ်ကြံညွန်ကလေးနဲ့ရိုက်ပုတ်ထိတွေ့ပြီးတော့အယောင်းဝယ်တွက်အောင်ဆူတောင်းလိုက်ပါကအယောင်းဝယ်တွေကောင်းပြီးလက်လာပါတွေပွင့်လာမှာအသေးကြပဲဖြစ်ပါတယ်ခင်ဗျာအကျိုးမပေးစေတဲ့အရာမျိုးအနေနဲ့ရွှေဝယ်တာမကောင်းပါဘူးအလှအပဝစ်စားစီရင်မှုတွေနဲ့ပတ်သက်လို့အားနည်းပါတယ်အလှကုန်ပစ္စည်းတွေနဲ့ပတ်သက်ရင်လှကျင်လို့တရားတိုက်ရေစည်းကပ်မျိုးလိုက်ဆိုတဲ့အတိုင်းအလှကုန်ပစ္စည်းတွေနဲ့ပတ်သက်ရင်စိတ်တိုင်းမကြဝယ်မအယောင်းမလေးတွေဖြစ်ရတတ်ပါတယ်တို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီကာလအတာတော်တွေမှာဆိုလို့ရှိရင်တော့စက်ပစ္စည်းရင်နဲ့ပတ်သက်လို့မောင်းနေတဲ့အခါမှာတတိထားမောင်းနေမှာ
ပြက်တာမျိုးကိုယ့်လက်ထဲရောက်တော့